မြန်မာနိုင်ငံကချင်ပြည်နယ်မှာရေခဲတောင်ရှိမှန်းသိတော့မြန်မာကိုအားကျနေကြတဲ့ထိုင်းလူမျိုးများမြန်မာနိုင်ငံမှာပင်လယ်တောင်တန်းရေတကွန်လှပတဲ့တစ်တောင်တွေရှေးရောင်းအမွေညစ်တွေဖြစ်တဲ့ပကံလူမျိုးဟောင်းတွေအပြင်ထိုင်းနိုင်ငံမှာမရှိတဲ့ရေခဲတောင်တွေပါရှိတယ်ဆိုတာကိုထိုင်းလူမျိုးတချို့ကသိရှိပြီးအတိအမှတ်ပြုချီးကျူးနေကြတာတွေ့ရပါတယ် YouTube ဗီဒီယိုတွေအောက်မှာထိုင်းခရီးသွားတွေကမြန်မာနိုင်ငံရဲ့သဘာဝအလှတဲ့ယဉ်ကျေးမှုကျွဲဝမှုကိုအားကြပြီးမနာလိုဖိမိကြောင်းမြန်မာနိုင်ငံသားခရီးသွားလုပ်ငန်းကိုကောင်းစွာဖော်ဆောင်နိုင်ရင်ထိုင်းလူမျိုးတွေအနေနဲ့ဥရောပကိုတွားစရာမလိုပဲမြန်မာပြည်မှာနှင်းနဲ့ရေခဲတောင်ကိုလာရောက်လေပတ်ကြမှာဖြစ်ပြီးအဲ့ဒီအချိန်ကိုအများဆုံးရောက်စေခြင်းကြောင့်စင်ရဲနဲ့မှတ်ချက်ပြုနေကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာကတော့လက်ရှိနိုင်ငံရေးပဋိပက္ခတွေကြောင့်မြန်မာနိုင်ငံသားတွေဟာအခွင့်အရေးကောင်းတွေဆုံးရှုံးနေရတယ်လို့ပြင်ပကနိုင်ငံသားတွေလာရောက်လေပတ်ဖို့လဲခက်ခဲနေရတာပါပဲလို့မှတ်ချက်ပေးကြသလိုတချို့မှတ်ချက်ပေးသူတွေကထိုင်းနိုင်ငံမှာသာဒီလိုရေခဲတောင်မျိုးရှိခဲ့ရင်ကမ္ဘာလက်ခရီးသည်တွေအများဆုံးလာရောက်တဲ့နေရာဖြစ်လာလိမ့်မယ်လို့ရင်နာစွာဖော်ပြကြပါတယ်။တဘာဝအလားပါတွေတမိုင်းဝင်အဝင်တွေအဆအရာရာပြုတ်စုံလို့နေပါလေနဲ့အခွင့်အရေးကောင်းတွေဆုံးရှုံးနေရတာကတကယ်ပဲရင်နာစရာပါ။တနေ့နေ့မှာမြန်မာအလားတရားတွေကိုကဘာကလွတ်လပ်စွာလာရောက်လဲပတ်နိုင်မဲ့အချိန်ကိုမျှော်လင့်ရင်မြန်မာနိုင်ငံကြီးမြညာအေးချမ်းပါစေလို့ဆုတောင်းလိုက်ရပါတယ်။